မင်္ဂလာပါအခုကတော့ကျွန်တော်တို့ရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်တစ်ခုဖြစ်တဲ့ပင်တရားမြို့နယ်တိန်ကုန်းရွာပေါ့နော်အဲ့ကိုရောက်နေတာဖြစ်ပါတယ်ဆိုဘာလာလို့တာလဲဆိုတော့ကျွန်တော်တို့အရှိမြေအနောက်မြင်တောင်ပေါ့နော်အဲ့တောင်ကိုတက်ပြီးတော့တောင်စလက်ပန်းတွေကိုတွားပြီးတော့ကိုယ်တိုင်ကိုကြဘာရောက်ကြည့်ရှုမှာဖြစ်ပါတယ်ကျွန်တော်တို့တောင်ချီရွာနေပြီးတော့ဒါလမ်းမြင်နေရတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်တို့တက်ရမယ်ခရီးကကြတော့ဟိုးအဲ့အပေါ်တော့6လုံးတက်ရမှာပေါ့နော်အဲ့မှာမြင်နေရတဲ့တာဝါတိုင်လေးဒါတာဝါတိုင်ကရွာကနေပြီးတော့2နာရီလောက်ခရီးလို့ပြောပါတယ်ကျွန်တော်တို့သွားရမယ်ခရီးကတော့9နာရီလောက်ကြာပါတယ်လုံးခင်နာမည်ကြီးတာအိမ်သာကတလုံးပဲရှိတယ်တရောင်းမှတစ်လုံးပဲရှိတယ်အဲ့တစ်လုံးတော့မှတာလဘန်လေးကာကျွန်တော်ကြည့်ပြီးတော့ဟုတ်လားဆုံးလို့ပေါ့ဒါတက်လေးရပြဿနာမရှိပါဘူးဒီလိုထုတ်တက်နိုင်တော့ရပါကြတော့တူးအောင်ကျွန်တော်တို့အရှိမြေနောက်မြင်တောင်မတက်ခင်ကျွန်တော်အိတ်ဆက်အနားယူခဲ့တဲ့ဒီဂျန်ကင်းမြောင်ရွာကလက်စင်မီလုံးဝမရသေးပါဘူးခင်ဗျာဒီကိုတော့သူတို့ရမယ်လို့အစောပိုင်းရည်မှန်းထားခဲ့ပေမဲ့နောက်ပိုင်းမှာရာသီဥတုအခြေအနေဆိုးဝါးမှုကြောင့်ရေတွေကြီးပြီးတဲ့နောက်သူတို့စီမှာလက်စင်မီရဖို့အတွက်အင်မတန်ခက်ခဲသွားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ချိန်ကြီးလည်းသူတို့စီမှာမရသေးပါဘူးအိုးမှာချယ်ရီပဲနေနဲ့
6နာရီနဲ့40မိနစ်မှာစပြီးတော့တက်လာတော့တဲ့ခကြီးကကျွန်တော်အခု6နာရီနဲ့55မိနစ်ဆိုတော့15မိနစ်ဝင်ကြတော့လောက်ပဲရှိသေးတယ်ဒါပေမဲ့တော်တော်တိတာတော်မောခဏကိုထပ်ဆောင်ဒီကခဏတွဲဒီခုနကကျွန်တော်လို့ဟမ်ဟုတ်ပြီအဲ့ဒါအပင်ကမောကျွန်တော်တို့တောင်တွေတက်တဲ့အခါမှာမောတဲ့အခါကျရင်နားပြီးသွားပြီဆိုတော့ ਨੇ ရေတောက်မုံစားပြီးသွားပြီဆိုတော့ ਨੇ အဲ့လိုဘေးဘီဝဲရရှူခင်းတွေကိုကြည့်လိုက်ပြီဆိုတော့ ਨੇ အင်မတန်မှအမောပြေပါတယ်ပြီးလို့ရှိရင်အမောပြေပြီးလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ဆက်တက်ဒီလိုနဲ့ပဲကျွန်တော်တို့နားလိုက်တက်လိုက်သွားရတာဖြစ်ပါတယ်ကိုကတော့တောင်းလာတိုင်းကိုလှမ်းမြင်နေရတယ်ဆိုတော့ကျွန်တော်တို့ရောက်တက်လာတာ7နာရီနဲ့နေ့40ရှိပါပြီဆိုတော့2နာရီပြည့်ဖို့အတွက်ကို10မိနစ်ပဲလိုတော့တယ်ကိုကတော့တောင်းလာတိုင်းကိုမြင်နေရတယ်ဒါကျွန်တော်မှန်းထားတဲ့ပမာဏအတိုင်းမနေမပြမကုန်မလို့အချင်းလို့ပြောလို့ရပါတယ်တာဝါတိုင်းကုန်းတယ်ရောက်ပြီလို့ပြောလို့ရတယ်အားတော့2နာရီစာခီးစင်ပြီးပါပြီနောက်ထပ်9နာရီထပ်ပြီးတော့တောင်ဒီပေါ်ကနေပြီးတော့ဆက်ပြီးတော့သွားမှာကျွန်တော်သွားမယ်တောင်ပြဟုတ်လားကိုတော့ဒါဒေါ်လန်ကိုပြန်ပြီးတော့ဖြတ်ရပါပြီဒေါ်လန်ဖြတ်ရတယ်ဆိုလို့ရှိရင်တော့ပင်မနာတက်တာပါဒီအဝါတာခေါင်းကောင်းနဲ့လူဖြတ်ရတာဆိုတော့တော်ကြောက်ခဲနေဟိုးပုံဆက်ပြီးတော့လမ်းတိုက်တယ်ဥမာတော့ဒီဆောင်တေးလေးတည်းပေါ့နော် ခဏတွဲဒီခုနက ဒီ ခဏတွဲဒီခုနက ဆောင်တေးလေးတည်းပေါ့နော် ခဏတွဲဒီခုနက 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 ခဏတွဲ
ပေ6000ကျော်9000ဝင်းကျင်မှာရှင်တန်နေတဲ့နွားတွေဖြစ်ပါတယ်ဒါကတော့ပိုင်ရှင်မဲတွေတော့မဟုတ်ပါဘူးပိုင်ရှင်တွေရှိပါတယ်ခုနတဲလေးတွေကပိုင်ရှင်တွေရှိပါတယ်10 နာရီနဲ့59မိနစ်ရှိသွားပြီပေါ့နော်ဆိုတော့အခုတော့တောင်စလက်တော်တွေကိုစပြီးတော့ဖြတ်ရပါတော့မယ်ဒါကကျွန်တော်တို့အရှိမြင်တောင်းမြင်တော့မဟုတ်သေးပါဘူးဒါပေမဲ့သွားရလမ်းတစ်လျှောက်ကတောင်စလက်တော်လေးပေါ့နော်ဆိုတော့အဲတော်လေးတွေကတော့အသွေးသွေးဖြတ်ရပါတယ်ဟိုမှာလည်းမြင်နေရပါတယ်တောင်စလက်တော်တွေကျုပ် ကိုထုတ်ကလေးရော ထုတ်ကလေးရပါပါတယ်ထုတ်ကလေးရဟောငါချအဲ့ငါးပိုင်လို့ပြောငါးပိုင် ကိုကတော့တောင်စလက်တော်ကြီးတွေကိုစပြီးတော့ဖြတ်နေတာဖြစ်ပါတယ်ပွင့်နေပြီ 别掐那里头，特别多。我也。呀？你那边老带。好，有，俺有的。အရှိမြင်နောက်မြင်တောင်ကပင်လေမျက်နှာပြင်အထက်ပေ9952ပေအထက်မှာရှိနေတာဖြစ်တဲ့အပြင်ကျွန်တော်ဒီတောင်ပေါ်ကနေပဲလှမ်းကြည့်မယ်ဆိုလို့ရှိရင်
တောင်ကြီးမြို့ရဲ့ညာဘက်မြင်ကွင်းပေါ့နော်တောင်ကြီးမြို့ရဲ့ဖြစ်တည်မှုကိုလည်းလှမ်းပြီးတော့မြင်ရတယ်ပြီးတော့အောင်ပန်းပြီးတော့ပင်းတရားစသဖြင့်တခြားအလိုမျိုးသေးသေးလေးကိုလည်းလှမ်းပြီးတော့မြင်ရတယ်ပေါ့နော်အချေလိုက်တော့ဖုန်းဖုန်းမာလီမီမမိလိုက်ပါဘူးမစားလာကြမ်းတယ်ဟုတ်ခါအချင်းတို့တော့အမောဒီဘောကြပါလေ 那嘛的泡姜来不急。 ကျွန်တော်တို့စီမီနာမင်းတော်ရဲ့အမှတ်သားရှိတဲ့နေရာပေါ့နော်တခုတည်းစီစီဖြစ်ပါတယ်ဒီရှေ့မြင်နောက်မြင်တောင်ကိုတက်တဲ့လမ်းက3လမ်းရှိတယ်လို့သိရတာပေါ့နော်ကျွန်တော်တို့ရဆော့ဘက်ကတက်တဲ့လမ်းရှိတယ်ပြီးတော့ကျွန်တော်တို့ကပင်းတရားဘက်ကနေတက်လာတာနောက်ထပ်လမ်းတစ်လမ်းကကျတော့ရွာငံဘက်ကတက်တဲ့လမ်းပါဆိုတော့ရွာငံဘက်ကလမ်းတက်တဲ့လမ်းကကျတော့တူပြီးတော့တက်တဲ့အချိန်ကပိုပြီးတော့နေတယ်ကျွန်တော်တို့ပင်းတရားဘက်ကတက်တဲ့လမ်းကကျတော့အချိန်ပိုပြီးတော့ကြာတယ်9နာရီဝန်းကျင်ခန့်ကြာတယ်ပေါ့နော်အခုတော့ကျွန်တော်တို့ညနေစာညစာပေါ့နော်ကျွန်တော်စားပါပြီ ဘယ်နာမကျောက်သားမှာရေတက်ထားပဲလို့မရှိဘူးတဲ့တန်းတယ်ပဲစိတ်တာပါရေပေးရတယ်တဲ့ခိုင်ကွာလာညော ဒီရှူကင်းတွေကိုကြည်ရင်းနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေတွားကျင်တဲ့ဒေတာတွေအကြောင်းကိုအောက်က comments မှာဝင်ရောက်ဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ်အဲ့ဒီရှေ့မှာအခုမှတက်လာတဲ့သူတွေကကြတော့တခြားအဖွဲ့ရပါတော့ကျွန်တော်တို့တောင်ပေါ်ရောက်တဲ့အချိန်မှာsummit ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့အပါဝင်အလမောင်ခရီးသွားအဖွဲ့၄ဖွဲ့လောက်စုံတယ်ပေါ့နော်ဆိုတဲ့အခါကျတော့မတူညီတဲ့အဖွဲ့တွေကလို့ညနေပိုင်း3နာရီဝန်းကျင်မှာရောက်လာတာတွေ4နာရီခွဲဝန်းကျင်မှာရောက်လာတာတွေပြီးတော့5နာရီ6နာရီ9နာရီဝန်းကျင်စသဖြင့်တချို့ဆိုလို့ရှိရင်တော့ည8နာရီခွဲလောက်မှာရောက်လာတာတွေရှိတယ်ပေါ့နော်သူတို့ကကြတော့ထွက်လာတဲ့အချိန်ကနောက်ကျတဲ့အခါမှာကျတော့ဒီတောင်ပေါ်မှာတောင်ပေါ်ရောက်တာလဲနောက်ကျတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဆိုတော့အဲဒါကြောင့်မလို့သူတို့နောက်ကျတဲ့ဥစ္စာကိုဒါကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်ခင်ဗျဒါအခုကျွန်တော်တို့အရှိမင်းနောင်နေတောင်ပေါ်မှာရှိနေတဲ့ပူကျေးပေါ့နော်ဒါပေမဲ့ပြဿနာဒီတက်ကူဆိုတာဘာလဲဆိုတော့မှကြည့်လာလေတောက်ဆောက်တိုက်နေတာဆိုဘလုံးဝမခံနိုင်အဲ့တော့ကျွန်တော်အထဲထဲမှာတန်ထဲကိုဝင်ထိုင်နေရတယ်ချိန်အားဖြင့်ကတော့ဒီနေ့6နာရီထိုးပြီကျွန်တော်
ကျွန်တော်တက်ဒီဟာတော်တိုးနေ အဲ့လိုဖြစ်သွားတော့နောက်ရက်ကျတော့သူကယူဖို့ပြောသေးတယ်ဒါပေမဲ့ရမ်းကြသွားတော့ပြီးတော့ ဘယ်ရကြကျူပြောတာဘယ်လိုတကယ်တကယ်29ကကြာ30နှစ်ပြည့်နေ့ပေါ့နော်တကယ် ဒါကတော့ကျွန်တော်တို့ညာဘက်နားနေနဲ့မီးဖို့ပေါ့နော်မီးဖို့ထားရင်းနဲ့မီးလုံတာပေါ့မီးလုံရင်းနဲ့ကျွန်တော်တို့တောင်ရဲ့တစ်ဖက်ကရွာတွေရဲ့မီးအောင်ဖြစ်ပြတွေကိုမြင်နေရတာဖြစ်ပါတယ်ကျွန်တော်ကတော့မီးလုံနေတန်းလန်းကနေပဲအရန်အေးလာတဲ့အတွက်ကျွန်တော်ည10 နာရီဝန်းကျင်လောက်မှာပဲတန်ထဲကိုပြန်ပြီးတော့အိပ်ရဝင်ခဲ့ပါတယ်အရှိမြေနောက်မြင်တောက်တဲ့ခီးဗီဒီယိုကဒီနေရာမှာနေအဆုံးသတ်လိုက်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတာကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျ